အားလုံးပဲမင်္ဂလာပါဒီလခချန်နေရနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ခစကူဘာဒိုင်ဗင်းသွားတင်မှာဖြစ်ပါတယ် City Golf မှာပေါ့နော်ကဲအဲ့ဆိုတော့အခုရောက်ပါပြီအရင်ဆုံးဆရာနဲ့ဖောင်တီတူဖြည့်ပါတယ်စကူဘာဒိုင်ဗင်းနဲ့ပတ်သက်တဲ့အကြောင်းလေးကိုဆရာရှင်းပြတာပါတင်းနေတဲ့ဘောလုံးကိုလက်နဲ့ညှစ်မယ်ဆိုတာဖြစ်တယ်နော်ကိုယ်အဆုပ်ကအသက်ရှူအောက်နားရဲ့အတွက်ရေရောက်ထဲကိုသွားလို့ရှိရင်ရေရောက်ထဲမှာရေနဲ့လာလေသူက pressure များလာရေရောက်ထဲမှာရေရောက်ဖိအားရှိတယ်နော်ဒီကောင်ဘယ်လိုပြန်ရှာမလဲပေါ့နော်ဒီကောင်ဘယ်လိုပြန်ရှာမလဲပြန်ရှာပြီးလို့ရှိရင်ဒီထဲမှာပါလာတဲ့ရေတွေတန်းရှူလိုက်လို့ရှိရင်ဒီထဲမှာရေရှိတယ်အဲ့တော့ရေဒီအဲ့တော့မရှူခင်မှာဒီထဲကရေကိုဘယ်လိုထုတ်လဲပေါ့နော်အဲ့ဒါပြပေးမယ် regulated recovery and regulated clearing ပေါ့နော်နောက်ဆုံးတစ်ခုက equalize ခုနကသမီးကိုပြောတဲ့ buoyancy control ပြီးလို့ရှိရင်ဆရာက BCD ကိုဘယ်လိုဝစ်ကမလဲဆိုတော့ပြောပြပါမယ်ဒီ BCD ကဘာလုပ်လဲဆိုတော့ဒီလေအိုးနဲ့လေအိုးကိုထမ်းပေးရတာပေါ့နော်လေအိုးကိုတက်ပြီးတော့ထမ်းပေးရတာသူကကြောပွေးလိုပဲဝစ်မယ်ဆိုလို့ရှိရင်အင်ကြီးတစ်ထည်ကြောပွေးတစ်ထည်ဝစ်ပြီးဝစ်လိုက်နော်ပြီးလို့ရှိရင်ဒီမှာကတ်ခွာပါတယ်ကတ်ခွာအရင်ကတ်โอเคအဲ့တော့မှတက်ရှူလို့ရတယ်နော်အခုဒီအမဲကဒီ second stage primary ကအမဲကမှတ်ထားနော်ပို့ဟာဘယ်သူမှမပေးရအောင်နော်ပို့ဟာကိုအမြဲတမ်းရှူနော်အဝါတွေ့လားအဝါကခေါ်တာ octopus လို့ခေါ်တယ် octopus ဆိုတာ what is it ဟုတ်တယ်အခုခတို့ scuba diving သွားလို့တော့ပါမယ်ဆရာခကို goggles တွေတက်ပေးပါတယ်ဟုတ်ပြီ let's goခတို့ scuba diving လုပ်တော့မယ်ဆိုတော့ BCD တက်ပြီးတော့အခုဒီထဲဆင်းပါပြီ This is my first time learning scuba diving so I'm a little bit afraid and nervous but when I go inside a little bit deeper I don't feel anything and I'm not scared and I keep trying and goingခြေထဲမှာခတို့စကားပြောလို့မရဘူးဆိုတော့လက်သင်္ကန်းသားလေးနဲ့ပြောပုံပြောနည်းကိုဆရာကလည်းသင်ပေးပါတယ်ဆရာနာမည်ကတော့ဂျိုးပါYes, I did it! Thank you guys so much for watching my video. Make sure to like and subscribe. See you guys in the next video. Bye-bye!